မင်္ဂလာပါဒါကတော့ casting PU form 806SV ကိုတုံးပြီးတော့ဓာတ်ပုံပုံလုပ်နည်းကိုပြန်လည်မျှဝေလိုက်ပါတယ် PU form ရဲ့ condensity ကကြတော့ 300kg keep up ရှိပြီးတော့အချိုးစားမှာအဖြူကတစ်စအမဲက1.1စကျော်ရပါတယ်လောက်ပုံလုံးနည်းကိုတော့ဗီဒီယိုမှာပြထားတဲ့အတိုင်းလိုက်လုပ်လို့ရပါတယ်မိုးရဲ့ပထမဆုံး layer ကို resin နဲ့လောင်းပြီးတော့ resin 6အောင်ဆောင်းပေးလိုက်ပါတယ်resin 6ပြီဆိုလို့ရှိရင်တော့ PU form ကိုမြန်မြန်လေးလောင်းပြီးတော့နေရာအနှံ့တေချလိမ့်လိုက်ပါတယ်ပွာလာတဲ့ PU form ညီညီလေးဖြစ်အောင်အပေါ်ကနေတစ်သားအပြားတစ်ခုနဲ့အုပ်ထားလိုက်ပါတယ် PU form နဲ့တစ်သားနဲ့မကတ်အောင် wax တုပ်ထားဖို့လိုပါတယ်6ချိန်3မိနစ်ကနေ5မိနစ်ထိစောက်ပြီးတော့ခွာလို့ရပါတယ် PU form ရဲ့အားသာချက်ခါကြတော့ resin လိုပဲမာကြောပြီးတော့ပေါ့ပေါ့လေးပဲဖြစ်ပါတယ်အဓိကသုံးများတာကတော့အတွင်းပိုင်း renovation လုပ်တဲ့နေရာနိုင်ရန်မျက်နှာကျက်ရုံခန်းတွေမှာအပူချိန်နဲ့ဆူညံတန်တွေကိုကာကွယ်တဲ့နေရာတွေမှာပပုလုပ်ငန်းမိုးလုပ်ငန်းပရိဘောဂလုပ်ငန်းအလေးချိန်ပေါ့ပေါ့လေးလိုအပ်တဲ့နေရာတွေမှာသုံးတာပဲဖြစ်ပါတယ် casting PU form လောင်းတာတော့ဒီလောက်ပါပဲအခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ဗီဒီယိုအဆင်ပြေတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့အားပေးဖို့မေတ္တာရပ်ခံချင်ပါတယ် resin fiberglass silicone PU form ပုံစံနဲ့ပတ်သက်ပြီးသိချင်တာတွေရှိရင် comment မှာပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ်မေးမြန်းလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်